ကျမတို့စီမှာအများကြီးတွေ့ဘူးတယ်မိမှုနဲ့ကတ်ခံရတဲ့အမျိုးသမီးတွေတွေ့ဘူးတယ်ပြီးတော့ကျမတို့က just suggestion လေ suggestion ပဲပေးတဲ့သူတွေသူများရဲ့ဘဝကို life ကိုတွားပြီးကျမတို့က decision ချပေးလို့မရအောင်ဘာမှအပြစ်မရှိတဲ့ယောက်ျားတစ်ယောက်ကိုကွာချင်ုံတက်တက်နေတော့ကျမကိုရိုက်ပါတယ်လို့အင်တော်ဖောက်ပြန်ပါတယ်ဆိုတဲ့အရာမျိုးတော့ evidence ကြီးကတော့အရင်မလုံလောက်ရင်တော့လေအစစ်မပြေနိုင်ဘူးပေါ့လေနှစ်ခုဖြစ်သွားတာပေါ့နော်ပုံမှန်အဖြစ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကွာလမှုဆိုတာအင်တော်ဖောက်ပြန်ရင်လည်းကွာလမှုဆွဲလို့ရတယ်အင်းနင်းချက်ပတ်ခံရတဲ့ခါမှာလည်းကွာလမှုဆွဲလို့ရတယ်ဒါပေမဲ့အခုကနှစ်ခုလုံးဖြစ်သွားပြီဆိုတော့ဒါအရင်ကြီးလုံလောက်သွားပြီသူ့ကိုဒါကိုကတကယ်မပေါင်းကျင်ဘူးကွာကျင်ပါတယ်ဆိုလို့ရှိရင်တော့ဒါတရားဆွဲပြီးကွာဖို့အတွက်အရင်ကိုလုံလောက်တဲ့အချက်လက် evidence တွေဖြစ်သွားပြီပေါ့နော်ဒါပေမဲ့ခုနလိုပေါ့ကာယကရှင်ခံရတဲ့သူကရောဆိုတဲ့ဟာမျိုးပေါ့မိကုန်းမှာတော့အဲ့အချက်တော့မပါဘူးပေါ့ကာယကရှင်ခံရတဲ့သူကနှစ်မျိုးနှစ်စားတွေ့ဘူးတယ်တချို့ကြတော့လေတီးခံတယ်တီးခံလေးကိုဆက်တီးခံတယ်ဆရာမရဲ့မထူးတော့ပါဘူးကျမကိုလည်းရှာဖွေမစားတော့နိုင်ဘူးခလေးတွေနဲ့မရက်တည်နိုင်ဘူးအဲ့တော့ဒီငွေကြေးမှာအခက်အခဲဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးတွေလောက်ခံနေရလဲကျမကတော့တီးခံပြီးဆက်ပေါင်းလိုက်ပါမယ်ကျမရဲ့ဝစ်ကြွေးပါပဲဆိုပြီးတွေးတဲ့သူတွေအတွက်ကြတော့ဘလို့ပဲဘလို့မျိုးလူကပဲလာပြီးတော့ဘလောက်တော်တဲ့လူကပဲလာပြီးတော့မှခွန်အားတွေပေး motivation တွေပေးရုံထွက်ဖို့အတွက်ဘလို့မျိုးတာရကရင်းနဲ့ပဲပြတာဆွဲထုတ်မရအောင်တချို့ကောင်မလေးရာကြတော့သူတို့မှာတက်ရှိနေတဲ့ live ရှိရလို့သူတို့တွေးတယ်ဥပမာထားတော့အသက်20နဲ့အိမ်အောင်ကြတယ်ဆိုလို့ရှိရင်9နှစ်လောက်မှာသူတို့ဒီလိုမျိုးဒဏ်နေခံရတယ်25နှစ်ပဲရှိသေးတယ်အဲ့ဆိုသူ့ရဲ့ life မှာ तू ကတက်တန်းစစ်နေရမယ်ဆိုရင် तू ဒီအသက်80 80လောက်ဒီအသက်ရှင်အောင်မှာအဲ့တော့ဒီနောက်ထပ်ကြံရှိနေတဲ့နှစ်ပေါင်း50 60လောက်မှာဟုတ်တယ်မလား तू ဘလို့နေမှာလဲ तू ဒီယောက်ျားကြီးနဲ့ပဲ तू ဘဝရဆက်ပြီးတော့ကုန်ခန်းမှာလားနှစ်ပေါင်း30မှာခံရတယ်ဆိုလို့ရှိရင်နောက်ထပ်အသက်80လောက်ဒီအသက်ရှင်ရအောင်မဆိုသူနှစ်ပေါင်း40လူဘဝမှာလူပြည်မှာသူနေရအောင်မှာနှစ်ပေါင်း40လုံးကိုသူဟာဒီလိုအိမ်တွင်းချက်ဖက်ခံရတယ်အိမ်တော်ရေးဖောက်ပြန်တာကြီးနဲ့သူကုံဆုံးပါလားဆိုပြီးတော့တွေးတဲ့အမျိုးသမီးတွေကြတော့လေလွယ်တာပေါ့လောက်ရတာအဲ့တော့ပြန်မေးချင်တာတယောက်နဲ့တယောက်ရဲ့တိခတ်နိုင်စွမ်းအားတွေတူလားတယောက်နဲ့တိခတ်နိုင်စွမ်းအားမတူဘူးကျမတို့စီမှာအများကြီးတွေ့ဘူးတဲ့မိမှုနဲ့ကတ်ခံရတဲ့အမျိုးသမီးတွေတွေ့ဘူးတယ်နော်တကယ်ကိုရိုက်နှက်ခံရတာမှမြင်မကောင်းလားအောင်ရှုမကောင်းလားအောင်လို့အများကြီးဒီ divorce legal casaram တောက်လျှောက်လုံးမှာအများကြီးတွေ့ဘူးတဲ့ဒါပေမဲ့သူတို့ကွာလားဆိုသူတို့ကကြတော့မကွာဘူးဒါပေမဲ့ကျမတို့ကကြတော့ဘေးလူလေထပ်ပါဆောင်လေပြီးတော့ကျမတို့က just suggestion လေ suggestion ပဲပေးတဲ့သူတွေသူများရဲ့ဘဝကို life ကိုတွားပြီးကျမတို့က decision ချပေးလို့မရအောင်ညီမလေးဒါလုပ်လိုက်လို့ဟိုဟာလုပ်လိုက်လို့ပြောပိုင်ခွင့်မရှိဘူးကို life ကိုပဲ decision ချရတာကျမတို့က suggestion ပေးအောင်ပဲလုပ်လို့ရတယ်အရာအလုံးနဲ့မှာ suggestion ကိုအကောင်းဆုံးပေးမယ်သူ့နေရာကိုဝန်ခံစားပြီးပေးမယ်ဒီပြဿနာကိုအဆင်ပြေဆုံးဖြစ်သွားအောင်ပေးမယ်ဒီနီးလန့်အပြင်ကိုကျမတို့ကဘာမှထပ်လုပ်လို့မရအောင်လေနော်အဲ့တော့ကာယကရှင်တွေရောဘယ်လိုယုံထွက်မလဲဘယ်လိုယုံထွက်နိုင်လဲဆိုရင်ကိုတိုင်းကတကယ်ယုံထွက်ချိန်တန်ပြီးငါယုံထွက်ရတော့မယ်အဲ့တော့သက်ဆိုင်ရာတစ်ခုခုအကူညီတောင်းပြီးတော့မှဒီငါတို့ရဲ့ဖြစ်နေတဲ့ရေဆက်ဆိုငါအပီးတိုင်ဒီချိန်ဒီနေရာမှာဖြတ်မယ်လို့တွေးရင်ရတယ်စိတ်တစ်ခုပဲလို့လားကျန်တဲ့အပိုင်းကကျမတို့အကုန်လုပ်ပေးလို့ရတယ်အဲ့စိတ်တစ်ခုနဲ့ဒါကျမစီလာခဲ့မဖြစ်တဲ့နည်းနဲ့ကွာလို့ရအောင်မဖြစ်တဲ့နည်းနဲ့သူ့စီကနေလွတ်မြောက်သွားရင်လည်းရက်တီလို့ရတဲ့အထိပါကူညီပေးမယ်business အကြံတွေပါပေးမယ်ဘာလေးတွေရောစလုပ်ပါဘယ်လိုအပိုင်းလေးနဲ့ဆက်သွားပါဆိုတော့ life goal ကိုပါကျမဒီထောက်ရှောက်ပြောပြနေရအခုကျမရဲ့ဒီချုပ် client တယောက်ဆိုအခု single man ဆိုလို့ရှိရင်အခုသူဆိုရင်အဲ့လိုပဲရုံထွက်ခဲ့ပြီးတော့မှအခုဆိုသူ့ရဲ့ဒီ online shopping လေးလုပ်ရင်းနဲ့ထိုက်တဲ့လက်ရောက်အဆင်ပြေနေခဲ့ပြီပေါ့နော်အဲ့လိုမျိုးလေးတွေလည်းရှိတယ်အဲ့လိုမျိုးဟာတွေထိပါကျမတို့ကတာဝန်ယူပေးမယ်သို့တော့ဒီ first step ပေါ့ဒီအခြေအနေလေးကို overcome လုပ်ရမယ်ကျော်လွှားရမယ်အခြေအနေလေးကတော့ညီမလေးတို့အမားတို့ရဲ့တာဝန်ပဲဖြစ်တယ်ဒါလေးကိုကြော်လွှားနိုင်တယ်ဆိုတော့ကျန်တဲ့အပိုင်းတွေကကျွန်မအကုန်လုံးကူညီပေးလို့ရတယ်အကုန်လုံးလုပ်လို့ရတယ်ဒါပေမဲ့ခုနက evidence တော့ခိုင်လို့ရတာပေါ့လေကိုကဘာမှအပြစ်မရှိရဲ့ယောက်ျားတစ်ယောက်ကိုကွာချင်ုံတက်နေတော့ကျွန်မကိုရိုက်ပါတယ်လို့အင်တော်ဖောက်ပြန်ပါတယ်ဆိုတဲ့အရာမျိုးတော့ evidence ကြီးကတော့အရင်မလုံလောက်ရင်တော့လေအစစ်မပြေနိုင်ဘူးပေါ့လေနည်းနည်းပါးလောက်တော့ရတယ်ဆိုရင်တော့မှကူညီပေးလို့ရတယ်အဲ့တော့ဒဏ်ရာတစ်ချက်တွေရတယ်ဆိုလဲစေးစာလေးသာပြေးယူတာရန်ကုန်စေးရုံကြီးတွေပါပြီတော့အစိုးရစေးရုံတွေကိုသွားပြီးတော့စေးစာလေးသာပြေးယူထားလိုက်နော်တခုခုဆိုရင်ဒဏ်ရာတစ်ချက်တို့ဓာတ်ပုံတွေပါရိုက်ထားကိုအဲ့ချိန်မှာမြင်နဲ့တွေးတဲ့တငယ်ချင်းတွေပါတွေကိုပို့ထားဓာတ်ပုံတွေပါတွေဟုတ်တယ်မလားဒါလေးတွေကိုဘက်ကထွက်ဆိုပေးမဲ့တငယ်ချင်းတွေမိတ်ဆွေပေါင်းတဲ့တငယ်ချင်းတွေဆွေမျိုးသားချင်းတွေကလည်းဒါတောက်တနေရာကနေပြီးတော့မှလူသက်တွေအနေနဲ့အကူအညီရနိုင်ပါတယ်နော်အဲ့တော့ခုနလိုရုံထွက်မလို့ဘယ်လိုရုံထွက်နိုင်မလဲဆိုတဲ့မိကုန်းကိုပြန်ပြီးတော့အချင်းချုပ်ရတယ်ဆိုလို့ရှိရင်ရုံထွက်ခြင်းစိတ်ရှိဖို့ပဲလို့ရတယ်အဲ့လိုခံနေရတယ်ဆိုလို့ရှိရင်ခုနကကျွန်မပြောတဲ့သက်တွေလေးတွေနဲ့ဒါကငါအောင်လုပ်ပေးမယ်ဟုတ်တော့ဒီလိုနှစ်ချက်ကတော့မကွာပေးတဲ့တရားရုံရှိမနေဘူး
နော်ဟိုဒီလောက်ဒီဖူးရောင်နေအောင်ရိုက်နှက်ခံနာရတယ်နော်အိမ်တော်ရေးဖောက်ပြန်မှုလည်းအကြိမ်ကြိမ်ဆိုတော့ဒါစိတ်ပိုင်းဆိုင်အောင်ချိုးပိုင်းဆိုင်အောင်ထိခိုက်နေရတာထိခိုက်နာကျင်နေရဖြစ်တဲ့အတွက်ကြောင့်မလို့ကွာလူမှုကတော့ရနိုင်ပါတယ်နော်အဲ့တော့ရုပ်ထွက်ချင်စိတ်ရှိဖို့ပဲလိုတယ်လို့ပဲပြောချင်ပါတယ်ရှင်ဟုတ်အဲ့တော့ဒီဗီဒီယိုလေးမှာအသေးစိတ်ထပ်ပြီးသိချင်တာမျိုးရှိရဲဆိုလို့ရှိရင် post မှာပြထားတဲ့ဖုန်းနံပါတ်လေးကိုဆက်ပြီးတော့လဲဆက်သွယ်မြင်မြတ်နိုင်တယ်ပြီးတော့ detail သိချင်တဲ့အရာမျိုးလေးဆိုလဲ comment လေးတွေမှာ post အောက်မှာမေးလို့ရတယ်ပြေဆုံးကောင်းမွန်တဲ့မိန်းကလေးဆိုလို့ရှိရင်ဒီလို session လေးတွေမှာအမြဲတမ်းဖြည့်ချပေးသွားပါမယ်ရှင်ကျေးဇူးပါ